ဂျပန်လူမျိုးအများစုကကျမတို့ရဲ့ဒီလိုပြုမှုလေးတွေကိုလုံးဝမကြိုက်ကြပါဘူး Hello အားလုံးပဲမင်္ဂလာပါရှင် Japanese lifestyle ကို sharing လုပ်ပေးနေတဲ့ IC ဖြစ်ပါတယ်အခုဒီနေ့ပြောပြပေးသွားမှာကဂျပန်လူမျိုးတွေကလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်သူတို့မကြိုက်တဲ့အပြုမှုလေးတွေအကြောင်းကိုတတိထားဆင်ခြင်လို့ရအောင်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့မြန်မာလူမျိုးလို့ပြောလိုက်တာနဲ့မြန်မာတွေကတနာကျင်နာတတ်တဲ့တရားထက်တန်တဲ့စိတ်သဘောထားကောင်းတယ်ဆိုပြီးတော့ဒါမြန်မာအပါဝင်ကဘာလူတိုင်းကတည်ပြီးသားဖြစ်မှာပါလုပ်ငန်းခွင်တော်တော်များများမှာလည်းပဲမြန်မာအလုပ်သမားတွေဆိုရင်ဒီတန်းချောတို့ခေါင်းဆောင်တို့တော်တော်များများကလက်ခံကြတယ်တခြားလူမျိုးတဲ့ဆိုင်ရင်ကိုမြန်မာလူမျိုးကိုပို့ပြီးတော့လက်ခံပြီးတော့ကြည့်ပါတယ်ဒါကျွန်မကျင်လည်နေရတဲ့ပတ်ဝန်းကျင်မှာဆိုရင်ပေါ့လေဒီထဲမှာဂျပန်လူမျိုးတွေမကြိုက်တဲ့အချက်တစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုရင်လူတိုင်းကလုပ်ငန်းခွင်မှာကိုတာဝန်နဲ့ကိုသူ့တာဝန်နဲ့သူရှိပြီးသားအနေထားမျိုးမှာကိုတာဝန်ကိုကြည်ပြီးွားရင်မြန်မာလူမျိုးတော်တော်များများကအလိုက်ကန်ဆိုသိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအလုပ်ပြီးရင်သူများကိုတွားကူညီတာမျိုးတွေရှိပါတယ်ဒါကျမကိုယ်တိုင်ပါဝင်ကိုအလုပ်ပြီးတာနဲ့သူများကိုတွားကူညီတာမျိုးတွေရှိတယ်အဲ့လိုအချိန်ခါကျရင်ဂျပန်လူမျိုးတွေကလုံးဝမကြိုက်ပါဘူးသူ့လုပ်ကိုလုပ်သူ့တာဝန်ပြီးွားကိုတာဝန်ပြီးွားရင်ကိုအေးစိသူ့တာဝန်ပြီးွားရင်သူအေးစိနေအဲ့လိုပုံစံမျိုးကိုပို့ပြီးသဘောကျကြပါတယ်မလို့အပ်ပဲနဲ့ကိုညီဒါမျိုးတွေကိုသူတို့လုံးဝမကြိုက်ကြပါဘူးလူတွေကိုကိုညီတတ်တာကကောင်းတဲ့လက္ခဏာဆိုပေမဲ့ဂျပန်နေမှာကြတော့မလို့အပ်ပဲနဲ့ကိုညီပေးတာမျိုးကိုလုံးဝမလုပ်သင့်ပါဘူးနောက်ပြီးတော့မြန်မာမှာလိုမျိုးလမ်းမီးမှာအလွယ်တကူခွက်လေးထားပြီးတောင်းစားယုံနဲ့လဲပဲပတ်စံလွယ်တကူထပ်မပေးတတ်ကြပါဘူးဘာလို့လဲဆိုရင်သူတို့ကငငယ်လေးကလေးကမွေးဖွားလာတဲ့အချိန်ကလေးကလမ်းလျှောက်တက်ဆအရွယ်မှာကလေးကသူတို့ကအသိဉာဏ်ခံခဲ့ရပြီးသားပါ4နဲ့5နှစ်အရွယ်ဆိုရင်သူတို့ရဲ့အပြင်သွားပြီးဆိုရင်သူတို့ကကိုယ်ပိုင်အိတ်လေးတွေရှိရဲသူတို့ရေဘူးတွေသူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းကိုသူတို့ကိုယ်တိုင်တည်ရတာဖြစ်ပါတယ်အခုညီမတို့တွားရင်းလာရင်းနဲ့တွေ့နေရတဲ့ကလေးတွေကြောင်းတက်နေတဲ့မူလာတန်းအရွယ်ကလေးလေးတွေဆိုရင်ကျုံဖို့အိတ်ကတလုံးပါတယ်သူတို့နိုင်ငံမှာအားကစားဝတ်စုံတွေလည်းရှိတာပြတဲ့ဝတ်စုံကလည်းတအိတ်ပါတယ်ပြီးရင်သူတို့စားဖို့တောက်ဖို့အတွက်ကိုထမင်းဘူးတွေလည်းပါပါတယ်အဲ့လိုချိန်ကြည့်လိုက်ရင်ကလေးရတသေးလေးဆိုပေမဲ့အထုပ်ပိုးတွေအများကြီးနဲ့သွာလာနေရတာဖြစ်ပါတယ်သူတို့ကအခုငငယ်လေးကလေးကအခုလိုမျိုးကိုအားကိုတက်ဖို့တင်ကြားခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အသက်ကြီးလာတဲ့အချိန်မှာလည်းပဲ20ကျော်30ကျော်40ကျော်ဖြစ်လာတဲ့အချိန်မှလည်းပဲဘသူ့ကိုမှအာမကိုပဲနဲ့ကိုအားကိုရတာဖြစ်ပါတယ်အခုညီမတို့ဒီဂျပန်နိုင်ငံမှာအသုံးများတာကယထာကိုအသုံးပြုတာများပါတယ်ယထာထဲမှာလည်းပဲသူတို့ခွဲထားတဲ့အကတ်တွေမှာလူကြီးတွေဆိုရင်တက်ကြီးရွက်အိုတွေဆိုရင်တက်ကြီးရွက်အိုထိုင်တဲ့နေရာတီးသက်ရှိပြီးသားဒါအပြင်မှာဒီတက်ကြီးရွက်အိုတွေထိုင်တဲ့နေရာမှာလူတွေကပြည့်နေတယ်ဆိုရင်တခြားတက်ကြီးရွက်အိုတွေကကိုယ့်ရဲ့ရှိမှလာရက်နေလဲပဲတက်ကြီးရွက်အိုပါဆိုရင်ဦးစားပေးတာမျိုးသူတို့မလုပ်ကြပါဘူးတကူကောင်းဆန်တယ်ပြောဘလို့ပဲပြောကျမတို့မြန်မာမှာဆိုရင်တက်ကြီးရွက်အိုတွေ့တာနဲ့ချက်ချင်းနေရဖယ်ပေးတာမျိုးရှိပြီးမြဂျပန်မှာတော့အဲ့လိုမရှိပါဘူးအဲ့ဒါကိုမြန်မာလူမျိုးတွေကဒီယထာထဲမှာတက်ကြီးရွက်အိုတွေ့လို့ကိုကထပေးလိုက်တယ်ဆိုရင်လည်းပဲဒါကကောင်းတဲ့ပြုမှုကိုညီတက်တဲ့ပြုမှုဆိုတာဟာကမှန်ပါတယ် 50% လောက်ဒီကိုမှန်ပါတယ်သို့ပေမဲ့အလန်းမှာပန်းချံမှာခိုတွေကိုငတ်တွေကိုအလွယ်တကူအစာကျွေးလို့မရပါဘူးပန်းချံတစ်ခုကိုသွားတယ်ဆိုရင်ဒီပန်းချံရက်ွက်တိုင်းမှာတော့ပန်းချံရှိတယ်အဲ့ဒီပန်းချံမှာဘယ်တော့မှခိုတွေကိုအစာကျွေးလို့မရပါဘူးအစာကျွေးခွက်ကိုပိတ်ပင်တားမြစ်ထားပါတယ်ဘာလို့လဲဆိုရင်ဒီခိုတွေကိုအစာကျွေးလိုက်တယ်ဆိုရင်ကိုကအစာကျွေးနေမှန်းသိတယ်ဆိုရင်အဲ့ဒီခိုတွေကသူတို့ဘာသာသူတို့အစာရှာစားလို့မတတ်တဲ့ချိန်ကျရင်သူတို့ငတ်ပြီးသေမှာကိုစိုးရိမ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစာကျွေးခွက်ကိုလုံးဝတားမြစ်ထားပါတယ်။ပန်းညံထဲမှာဒီခိုလေးတွေအတွက်ရှိတယ်ဆိုရင်သူတို့အတွက်ဒီနွေရာသီမှာရမ်းပူပြင်းတဲ့ချိန်ကျရင်ရေတောက်လို့ရအောင်လို့ဒီရေပိုက်လေးတွေတော့ထားပေးပါတယ်။ဒါပေမဲ့အစာကျွေးခွက်ကိုလုံးဝတားမြစ်ထားပါတယ်။အစာကျွေးတဲ့ဟာကိုတွေးခဲ့တယ်ဆိုရင်ဒဏ်ကြီးဆောင်ရမှာဖြစ်ပါတယ်ရှင်။